Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ထားတော့ကြည့်လိုက်တာမနာလို့ဆရာအခုအားထားရတယ်အဲ့ဒါကတော့ခါလေးဆရာလည်းဒီနေ့မှထားပြီးတာတော့ဒီနေ့ချနေတဲ့ခင်းတာတော့ဒီမှာရှိတဲ့ပုဂ္ဂိုလ်နဲ့အဲ့လိုပဲဒီမှာပြုလို့ရှိတော့အဲ့ဒါအနာကိုလည်းတရားပြီးရှိတော့ပါတယ်ဆရာတော်ပြောပြတာတစ်ဖက်မှာမိမိရထားဖြစ်တာမိမိအလုပ်တာမဟုတ်ပါဘူးဘုရားရဲ့မဟာမေတ္တာတော်ကြောင်းတာနေဖြစ်တယ်ဆိုတာဘုံဘုရားတွေကကျေးဇူးဆက်တင်ရင်ဤရှင်နဲ့အမြအတိတ်ရှင်ကြမှာဖြစ်ပါတယ်ထိုက်တာလို့မဟုတ်ဘုရားကကြီးမြတ်လို့သာယဟန်ပြရတာအဲ့ဒါကျွန်တော်တို့ဘုံဘုံဘုရားတွေရဲ့အရိယာမဲ့အချက်ကလေးနဲ့ဘာသာလူရလည်းပဲစုပေါင်းပြရမယ့်အရာဖြစ်တယ်အခုလည်းသတိရကြပါစို့အဲ့ဒါကြောင့်ကျွန်တော်တို့အမိအတင်းတော်ဒီကနေ့မင်္ဂလာစီကျော်ချင်းမင်္ဂလာစီနဲ့ခရစ်စမတ်မင်္ဂလာစီသုံးမျိုးပေါ်ချထားပါဒီစီကျော်ချင်းမင်္ဂလာစီလုံးမချင်းခါရချင်းအဖြစ်တာမန်လူအဖြစ်မှဇွေးချေခံထားရတော့လူမျိုးမင်းမျိုးမင်းတွေယဟန်မျိုးတန်ရှင်းမြတ်မြတ်တဲ့လူမျိုးဘုရားသခင်ပိုင်ဆိုင်တော်လူမျိုးဖြစ်တော့ပြောင်းလဲစီတော်မူပါတယ်တံဘေသူပထမဩဝါဒစာအခန်းကြီးနိအခန်းကြီးကူမှာအတိအလင်းပေါ်ပြထားပါတယ်ဒါကြောင့်ပါတော့ကျွန်တော်တို့ခရစ်စမတ်အားဖြင့်ခံတဲ့အချိန်မှာခရစ်စမတ်မင်္ဂလာစီလူမချင်းခံချင်တာနဲ့ရှင်တော်ဝိတော်ရဲ့ကြီးတော်ပေါ်တာပါဒါစီထားပါလေဒီတန်ရှင်တော်ဝိတော်ဘုရားကိုခံယူခြင်းအဖြစ်ကျွန်တော်တို့ဟာတန်ရှင်တော်ဝိတော်ရဲ့ကင်းအောင်ရဘေးမှာတော်လည်းဖြစ်လာပါလေဒါကြောင့်ဘုရားရှင်ဟာဒီကြီးတော်ဘုရားနဲ့ဒီဆိုရရတဲ့မချမ်းမလူများတို့လည်းဖြစ်ပါလေလူနာများဘုရားရှင်တို့မှဆရာဖြစ်တို့ရဲ့အတူတရားတွေဘုရားတော်ကြောင့်ရှင်ရတော်ခန်းကြီးကအဖားငယ်ဆက်လေးကနေဆက်ကားမှာအပြည့်အင်းဒီတာခဲ့ပါတယ်။ဒါဆိုရင်ဒီကနေ့ပါတော့ဘာလို့ပတ်ဝန်းကျင်မျိုးကြားခဲ့တာဒီကနေ့ကျွန်တော်တို့စီဖန်ဆင်းဝေးတဲ့ယဟန်တို့ရဲ့ဝေကိုကျင်းပနိုင်တဲ့အတွက်ဘုရားပြည့်တဲ့ကျေးဇူးတော်ဟာအလုံးပဲအမှန်တန်ကြီးမားပါတယ်အသင်းတော်အားဖြင့်ကျွန်တော်တို့တရားစီအားဖြင့်ဒီလောကကိုဘုရားခင်ကကြွလာပြီးတော့ဒီကနေ့ဆက်လက်ပြီးတော့ဒီချင်းတဲ့ဆိုတာကျွန်တော်တို့လည်းပဲအတိအမှန်သိကြပါစို့ကျွန်တော်တို့ရှင်းလို့ပြောရချင်းတော့ဒီအနိဒမတော့အစာရစာနေပါဘယ်လိုစုတဲ့သူများရဲ့နောက်မှာအောက်ချက်ဒီဒုက္ခတဲ့ခဲရကျွန်တော်တို့ဒုက္ခကလည်းဒီကိုအပြီးတည်းပြီးတယ်ဘုရားမှာအစီအမကောင်းလို့ဆိုတော့ယုံကြည်ရခြင်းပါကြတယ်နိုင်ငံခြားလည်းပါကြတယ်ဘုရား United States မှာယုံကြည်မှာတော်တော်များတယ်ဘာသာဆိုရင် Marys ဘုရားကြီးရဲ့သုတော်မှာယာဒီ
ရှားစတဲ့ဘုံပြောနေတော့ဒီအစီတော်အရှောင်းဟောသူရဲ့ဆိုတော့ဒီလိုကအာရမီနာဒီဘုရားရဲ့ခြေတော်နဲ့ဘုံလူကြိုက်ဘူပြီးတော့ဆုတောင်းရဘုရားပြည့်ကြည့်ပြီးတော့ဘူပြီးတော့မြတ်လို့ရကျွန်တော်တို့ဘဝမှာဒီကြည့်တော့အတိအပုတ်နဲ့ဝီစာစီရအကြောင်းမပါတော့ဘာလို့အနန္တဒုက္ခရောရှင်ဖျားဒီခင်ဒီအပိကူတော့မုံအပိစီတဲ့သူရဲ့သာသမီကြီးကိုတော့တနာကရုဏာတော်နဲ့ကျွန်တော်တို့ကိုသူနဲ့အတူအရှင်အမေရှိလိုပါတယ်ဒါကြောင့်သာသမီများကောင်းကင်ဆွေပြီးတော့ကိုမရောက်အောင်အတင်းတော်အဖြစ်တစ်မျိုးSacramento အဖြစ်တစ်ဖုံညီမျိုးစုံနဲ့ကျွန်တော်တို့ကိုအမေဖီးမပူရီရဲဆိုတာနှလုံးသွင်းပြီးတော့ဝိညာဉ်ခွန်အားအပိုင်တော်ရှိပါတယ်